နေ့စဉ်အင်္ဂလိပ်စာတိုးတက်နေဖို့အတွက်လှုံ့ဆော်ရမယ့်အချက်လေးချက်ကိုပြောပြပေးချင်ပါတယ်။နံပါတ်1 pronunciation ကကျမတို့စကားပြောရမှာအရင်အရေးကြီးပါတယ်။တစ်ဖက်လူကိုပြောတဲ့ဟာကိုနားလည်ဖို့ misunderstanding တွေဖြစ်မသွားဖို့ကျမတို့ပြောတဲ့စကားတွေ successful communication ဖြစ်ဖို့ pronunciation ကအရေးကြီးပါတယ်။ဒါကြောင့်မို့ pronunciation ကိုလေ့လာဖို့လိုပါတယ်။ pronunciation အတွက် IPE ကိုလေ့လာရပါမယ်။ IPE ဆိုတာ International Phonics Alphabet ကိုပြောတာပါ။ IPE လေ့လာခြင်းနဲ့ဆိုရင် YouTube မှာအများကြီးရှိပါတယ်။ YouTube မှာလေ့လာပါ။လေ့လာတဲ့အခါမှာကျမတို့လေ့ကျင့်မှုလည်းလိုတယ်။လေ့လာမယ်လေ့ကျင့်မယ်။လေ့ကျင့်ရင်လည်းကျမတို့ပြောနေတဲ့အတန်ကျမတို့လေ့ကျင့်တဲ့အတန်ကိုအတန်သွင်းမယ်။အတန်သွင်းပြီးတော့ပြန်ပြီးတော့နားထောင်မယ်။နောက်တစ်ခုကစာကိုအတန်ထွက်ပြီးတော့ဖတ်တာပါ။တရက်ကို9မိနစ်ကနေ10မိနစ်အတွင်းအတန်ထွက်ပြီးတော့စာဖတ်တဲ့အချိန်လေးလုပ်ပါဒီလိုမျိုးလုပ်ခြင်းအပြင်ကိုယ့်ရဲ့အတန်ကိုပြန်နားထောင်လို့ရတယ်လို့မှားနေလို့ရှိရင်လည်းကိုယ့်ဟာကိုယ်ပြန်ပြင်လို့ရပါတယ်ဒီလိုမျိုးလေးနေ့စဉ်လုပ်သွားပါနောက်တစ်ခုအင်္ဂလိပ်တခြင်းတွေကိုလိုက်ဆိုပါအင်္ဂလိပ်တခြင်းတွေလိုက်ဆိုခြင်းအပြင်ကျမတို့ pronunciation ကိုလည်းတိုးတက်အောင်လုပ်လို့ရပါတယ်နောက်တစ်ခု absorb လုပ်တယ်ဆိုတာ information အသစ်ကိုကျမတို့ရဲ့ knowledge ဖြစ်လာအောင်သင်ယူခြင်းပဲဖြစ်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင် podcast တွေ audio book တွေကိုနားထောင်မယ်နောက်တစ်ခု movie တွေကြည့်မယ်စာအုပ်တွေဖတ်မယ် blog post တွေဖတ်မယ်ဒီလိုမျိုးနားထောင်တဲ့အခါ movie တွေကြည့်တဲ့အခါစာအုပ်တွေဖတ်တဲ့အခါမှာကျမတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကျမတို့စိတ်လှုပ်ရှားစေတဲ့အကြောင်းအရာတွေအဲ့ဒီအကြောင်းအရာတွေကိုရွှေ့ပြီးတော့ဖတ်ပါမယ်။ကျမတို့ရဲ့အာရုံစူးစိုက်မှုကိုအပြည့်စိုက်ထုတ်နိုင်ပါလိမ့်မယ်။ podcast တွေ audio book တွေနားထောင်နေတဲ့အခါဒါမှမဟုတ် movie ကြည့်နေတဲ့အခါဒါမှမဟုတ်စာအုပ်တွေဖတ်နေတဲ့အခါ blog post တွေဖတ်နေတဲ့အခါမှာကိုကဘေးမှာ notebook လေးချထားပါမယ်။ notebook လေးချထားပြီးတော့ကိုမှတ်ချင်တဲ့အကြောင်းအရာလေးတွေ phrases လေးတွေကိုကြိုက်တဲ့ဟာလေးတွေကို notebook မှာချပြီးတော့မှတ်ပါမယ်။ဒီလိုမျိုးလေးနေ့စဉ်လုပ်သွားဖို့လိုပါတယ်။နောက်တစ်ခု number 3 write စာရေးရမှာပါ။essay တွေဘာတွေရေးရမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်ကူးထဲမှာရှိတဲ့ idea တွေကိုချပြီးရေးရမှာပါ။ကိုကြည့်ထားတဲ့စကားတွေအကြောင်းကိုဖတ်ထားတဲ့စာအုပ်တွေအကြောင်းကိုနားထောင်တဲ့ podcast တွေအကြောင်းကိုနားလေတယ်လို့နဲ့ကိုပုံစံအတိုင်းပြန်ပြီးတော့ရေးရမှာပါ။ဒီလိုမျိုးရေးခြင်းအပြင်ကျမတို့ vocabulary တွေတိုးတက်လာပါလိမ့်မယ်။ vocabulary တွေကိုအကောင်းဆုံးမှတ်မိဖို့နည်းလမ်းကချပြီးတော့ရေးရပါကိုရေးတဲ့အကြောင်းအရာမှန်ကိုတော့ grammar စစ်တဲ့ app တွေရှိပါတယ်အဲ့ဒီ app နဲ့ကျမတို့ grammar တွေစစ်ပါမယ်ဒီလိုမျိုးရေးခဲ့တဲ့အကြောင်းအရာတွေကိုကျမတို့နှစ်ပတ်တစ်ခါပြန်ပြီးတော့ဖတ်ပါမယ်ဒီလိုမျိုးဖတ်ခြင်းအပြင်ကျမတို့ဒီလိုမျိုးနေ့စဉ်လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကျမတို့ရဲ့တိုးတက်မှုမြင်ရနိုင်ပါတယ်နောက်တစ်ခု number 4 discussion group တွေကို join ပါ social media မှာ active ဖြစ်တဲ့ group တွေကို like ရှာပါ like ရှာပြီးရင် join ပါ participate လုပ်ပါ online community တခုရအောင်ဖန်တီးပါဒီအချက်လေးတွေကိုပုံမှန်အဆက်မပြတ်လုပ်သွားဖို့လိုပါတယ်ဒီလိုလုပ်သွားမယ်ဆိုလို့ရှိရင်နေ့စဉ်နဲ့အမျှအင်္ဂလိပ်စာတိုးတက်လာတာကိုမြင်ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်